ဒီသုံးလေးကိုသုံးပုံသုံးလေးမှန်တယ်ဆိုလို့ရှိရင်လူအောက်ကျိုးစရာဘာအကြောင်းမှမရှိဘူးသူတို့အပေါ်မှာပဲရှိနေလိမ့်မယ်လူတွေကြားထဲမှာကိုယ့်ရဲ့အနေထားကအရေးမပါအရာများခဲ့တော်ခံစားခက်တယ်စိတ်ထဲမှာလည်းအခဲမကြည့်ဘူးအပေခံစိတ်ကြောင့်အရန်ကိုတိမ်နေရအသုံးမကျတဲ့လူလိုခံစားရတယ်ဘယ်သူမှအဲ့လိုမဖြစ်ချင်အဲ့လိုမဖြစ်ချင်လူတစ်ယောက်မှရှိရမယ့်အရေးချင်းသုံးခုရှိလူတွေကလူဖြစ်နေပါသေးလူထက်ကလူဖြစ်နေပါသေးလူနောက်ကလူဖြစ်နေပါသေးမိတ်ဆွေစီမှာအဲ့ဒီအရေးချင်းသုံးခုကရှိတယ်ဆိုလို့ရှိရင်ဘယ်တော့အခါမှဒုက္ခမရောက်ဘူးဘယ်တော့အခါမှလူအောင်မကြည့်အောင်အခုချင်းနေရှင်းပြပေးမယ်လူတွေကလူဆိုတာလူတွေရဲ့ခံစားချက်ကိုနားလဲလူတွေရဲ့အကြောင်းတွေကိုနားလဲလူတွေရဲ့အားတာချက်အားနည်းချက်တွေကဘာလဲဆိုတော့နားလဲသူကပလင်ပေါ်မှာရှိတဲ့လူလည်းမဟုတ်စင်ပေါ်မှာရှိတဲ့လူလည်းမဟုတ်ကျွန်တော်တို့ဂျားထဲမှာပဲရှိနေတဲ့လူတွေကလူသူ့ရဲ့အားတာချက်ကဘာလဲဆိုတော့မိတ်ဆွေဖြစ်နေပါစေရန်သူဖြစ်နေပါစေသူတို့ရဲ့အားတာချက်တွေအားနည်းချက်တွေအကုန်လုံးကိုအသာလေးရှာလို့ရတယ်ပြီးကြတော့မျက်စိစပွင့်မဲ့အဆူလည်းမခံအောင်ဘာဖြစ်လို့လဲဆိုတော့လူတွေဂျားထဲမှာရောထွေးပြီးနေနေတဲ့အပေါ်မှာဘယ်တော့ခါမှမျက်စိစပွင့်မဲ့အဆူမခံအောင်အဲ့ဒါလူတွေကလူနောက်တစ်မျိုးကကြတော့ဒုနောက်ကလေဒုနောက်ကလူဆိုတာကသူတို့ကရုပ်သေးဆရာတွေလိုပဲဥပမာရုပ်သေးပြပွဲတစ်ခုကိုကြည့်ပြီးဆိုလို့ရှိရင်လူတွေအကုန်လုံးရဲ့အာရုံစူးစိုက်မှုကရုပ်သေးစီမှာပဲရှိတယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒါကိုကျိုးဆွဲနေတဲ့လက်တွေကတကယ်ဆရာတွေလူနောက်ကလူတွေရတယ်ရုပ်သေးဆရာတွေနဲ့တူတယ်သူတို့ကအရာအားလုံးကိုနောက်ွယ်နေကြိုးကန်တယ်နာမည်ကောင်းဝင်ယူရမှန်းနေရရှိလာပြီဆိုလို့ရှိရင်လည်းနာမည်ကောင်းဝင်ယူဘူးသူ့အစားတခြားတယောက်ကိုအစားထိုးပြီးတော့အဲ့နာမည်ယူပိုင်းလိုက်တယ်ဒါပေမဲ့အဲ့နာမည်ရတဲ့လူကိုအနောက်ကနေပြီးတော့အမြဲတမ်းကြိုးကန်လာတယ်လူနောက်ကလူရဲ့အားသာချက်ကဘာလဲဆိုတော့ပြဿနာတစ်ခုခုဖြစ်လာပြီနာမည်ပြက်စရာတစ်ခုခုဖြစ်လာပြီဒါမှမဟုတ်ဆိုတော့ကိစ္စတစ်ခုခုရှိလာပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်ဝင်ပြီးတော့ပြဿနာတက်စရာဖြေရှင်းစရာဘာမှမလိုဘူးသူကြိုးကန်လာတဲ့အရာတစ်ခုကိုရှေ့ကိုတင်ပေးလိုက်ရမယ်သူကနာမည်ကောင်းယူတာတော့မဟုတ်ဘူးသူ့နာမည်အစားတခြားတယောက်ကိုယူခိုင်းတဲ့ပုံမှာအဲ့လူတယောက်ကိုအစားထိုးပြီးတော့ဖြည့်ရှင်းပေးလိုက်မှာသူကိုယ်တိုင်ပြဿနာမတက်ဘူးအာရုံလည်းနှောက်ဆရာမလိုဘူးဒါပေမဲ့အဲ့အစားထိုးကန်ရတဲ့လူရဲ့ဘဝကဘာဖြစ်သွားလဲကျေစုံမျောရတယ်ဒါပေမဲ့သူ့တော့ကတော့ဘာဖြစ်သွားလဲသူ့ရုပ်သေးဆရာလေးနောက်တယောက်ကိုအစားထိုးလိုက်အောင်ဘာမှမလုပ်ဘူးနောက်ဆုံးတစ်မျိုးကလူထက်ကလေဒီလူကကြတော့အရန်ကိုဆရာကြတယ်သူကအရှိကလူတွေကလူနောက်ကလူနှစ်မျိုးစလုံးကိုကြော်ဖြတ်ပြီးတော့အတွေ့အကြုံရှိလာပြီးတော့မှလူထက်ကလူဖြစ်လာတယ်လူဘယ်လိုပုံစံလဲဆိုတော့သူကလေလူတွေကိုအကြောက်တရားတမာတိတိုက်ခါနဲ့ထိမ့်သိမ့်အဲ့လိုလူတွေကလူကြားထဲမှာလည်းမနေဘူးလူနောက်မှာလည်းမနေဘူးသူတို့အရှိကိုထွက်ပြီးတော့ဓာတ်ရိုက်ကိုအမိတ်ပေးဒီလူထက်ကလူရဲ့အတ္တချက်ကဘာလဲဆိုတော့လူတွေကသူ့ကိုအော်တိုလေးစားပြီးလားဘာကြောင့်လဲဆိုတော့ရှေ့ွယ်မှာတစ္ဆာတမာတိရှိပြပြီးတော့နောက်ွယ်မှာလူတွေအားလုံးကိုဘယ်လိုကြိုးကန်ရမလဲဆိုတဲ့နည်းလမ်းကိုနားလည်နေတဲ့အပေါ်မှာလူတွေကသူ့ကိုအော်တိုလေးစားပြီးလားသူကပြောရမယ်ဆိုလို့ရှိရင်လူတွေကြားထဲက icon ပဲဗျာလူတွေကိုတွန်းအောင်လိုက်ဖို့ကိုလိုက်ပြီးတော့တွန်းအားပေးနေကြမလို့သူဖြစ်နေလို့လူတွေကတွန်းအောင်လိုက်နေတာမျိုးဒီသုံးလေးကိုသုံးပုံသုံးလေးမှန်တယ်ဆိုလို့ရှိရင်မိတ်ဆွေတွေမှာတော့လကောင်းစီးပွားရေးလုပ်နေတဲ့လူတွေထဲမှာတော့လကောင်းလူအောက်ကျိုးစရာဘာအကြောင်းမှမရှိဘူးအမြဲတမ်းခမည်းကသူတို့အပေါ်မှာပဲရှိနေလိမ့်ဒီသုံးလေးကိုသာဆရာကြမယ်ဆိုလို့ရှိရင်ဒါပေမဲ့တခုလူရာကဒီသုံးမျိုးလုံးကိုသုံးတတ်ဖို့ဆိုရင်မိတ်ဆွေက flexible ဖြစ်နေဖို့လိုတယ်ဥပမာပြရမယ်ဆိုလို့ရှိရင်အလုပ်တစ်ခုလုပ်တယ်အလုပ်တစ်ခုကိုစကားဝင်ရင်အချိန်မှာပဲခမည်းကလူထက်ကလူစနစ်ကိုကျင့်သုံးလို့မရခမည်းဆောက်ကန်ခံရလေအလုပ်တစ်ခုကိုစလုပ်ပြီးဆိုလို့ရှိရင်ခင်ဗျာလူတွေကလူလိုဖြစ်နေရအလုပ်တစ်ခုတွေဝင်တယ်ဝင်ပြီးလို့ရှိရင်လူတွေကြားထဲမှာခင်ဗျာဖြန့်ကျက်ပြီးနေရမယ်သူတို့ကဘယ်လိုပုံစံအလုပ်လုပ်တယ်သူတို့ရဲ့အားသာချက်တွေကဘာရှိတယ်အားနည်းချက်တွေဘာရှိတယ်ဘယ်လိုပုံစံနဲ့အလုပ်လုပ်နေတယ်သူဘယ်လိုပုံစံလဲပတ်နေလဲဆိုတော့ခင်ဗျာလေ့လာအောင်အဲ့လိုမျိုးလေ့လာနေတန်လန်းနေမှာခင်ဗျာကလူနောက်ကလူလောက်အောင်ခမရဲ့အရေးချင်းကိုအသုံးချပြီးတော့လူတွေကိုအနေအမြင့်ကိုတင်ပေးရအောင်သူတို့ရဲ့အားသာချက်အားနည်းချက်တွေကိုရှားပြီးတော့ခင်ဗျာကင်တာကျိုးကင်လာခင်ဗျားတို့ကိုနေရာတစ်ခုကိုပို့ပေးရမယ်အဲ့လိုမျိုးနေရာတစ်ခုရောက်လာလေသူတို့ခင်ဗျားကျေးဇူးကြောင့်ရောက်လာတာကိုသိလာလေခင်ဗျားကလူထက်ကလူဖြစ်လာလေပဲအချိန်တော့တစ်ခုရောက်လာပြီဆိုလို့ရှိရင်ခင်ဗျားဘာမှကြောက်ကြရမလို့ရဲရောဝင်အရှိကိုထွက်ပြီးနေရာယူလိုက်အောင်ဘာကြောင့်လဲဆိုတော့ခင်ဗျားကလူရဲ့အားတာချက်အားနေချက်အလုပ်တွေကလူတွေရဲ့အားတာချက်အားနေချက်ကိုလည်းခင်ဗျားအကုန်လုံးသိတယ်ဒီကြတော့ခမရဲ့အရေးချင်းကြောင့်အပေါ်ကိုတတ်သွားတဲ့လူတွေရဲ့အားသာချက်အားနည်းချက်တွေကျိုးတွေခမစီကအကုန်လုံးကင်ထားပြီးတော့ပြီအဲ့တော့ခမကနေရာဝင်မယ်ဆိုလို့ရှိရင်ဘယ်သူမှခမကိုအတန်ထွက်လို့မရအဲ့ဒီအပေါ်မှာခမကလူထဲကလူအရင်ဖြစ်ကြမယ်ပြီးကြရင်လူနောက်ကလူဖြစ်လာပြီးကြလို့ရှိရင်လူထက်ကလူနောက်ဆုံးအဆင့်ကိုဖြစ်လာမယ်အဲ့လိုမျိုးသုံးပုံသုံးနည်းမှန်တယ်ဆိုလို့ရှိရင်လူအောက်ကျိုးစရာမပြောနဲ့ခမကိုမျက်လုံးမော်ဝေးကြည့်မယ်လို့တော့ဘယ်သူမှရှိမှာမဟုတ်
အခုကျွန်တော်ရိုက်သွားတဲ့ content တွေကစာသားတွေအကုန်လုံးကကျွန်တော်ရဲ့ personal thought တွေကဖြစ်ပါတယ်ပြီးကြလို့ရှိရင်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာကျွန်တော်နဲ့အမြင်တူခြင်းနဲ့တူမယ်အမြင်မတူတဲ့လူလည်းတော်တော်များများရှိလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့အမြင်ကဘယ်လိုရှိလဲဆိုတော့ကိုလည်း comment မှာရေးသားခဲ့ပေးလို့ရပါတယ်နောက်ပြီးတော့ဘယ်လို content တွေနဲ့ကျွန်တော်ကိုပြန်မြင်စေချင်လဲဆိုတာလည်းcomment တွေမှာမှတ်ငယ်ပေးလို့ရပါတယ်။ဒီမှာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်က MC ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးတွေပြကြလို့ရှိရင်ကျွန်တော် TikTok Facebook တွေကိုလည်း like and follow လေးလုပ်ခဲ့ပေးပါဦးခင်ဗျာ။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တစ်ဖက်ကအလုပ်တွေကျမ်းမာရေးအခြေအနေကြောင့်ကျွန်တော် content တွေအများကြီးမလုပ်ဖြစ်ဘူး။ဒါပေမဲ့ဒီဗီဒီယိုနောက်ပိုင်းမှာတော့ content လေးပုံမှန်ပြန်လုပ်ပေးပါမယ်။ဘယ်လို content လေးလုပ်ပေးရမလဲဆိုတာလည်း comment လေးမှာမှတ်ငယ်ပေးပါဦးခင်ဗျာ။ Okay ပါအားလုံးကိုကျေးဇူးတင်ပါတယ်။ကြည့်ဆောင်